မင်္ဂလာပါရှင်မိမိတို့သားသမီးရဲ့အနာဂတ်ကိုပုံမတောက်ပစေချင်ပါသလားကဲအဲ့ဒါဆိုရင်တော့အခုပဲကျမတို့ရဲ့ Easy to Learn Public School မှာလာရောက်စာရင်းပေးသွင်းလိုက်ပါရှင်ကျမတို့ Easy to Learn Public School မှာဆိုရင်တော့ကျွမ်းကျင်ပြီးတွေ့ကြုံရှိတဲ့ဆရာဆရာမများဒီပညာနဲ့သူတင်ကြားပို့ချမှုစနစ်ကျောင်းသားတဦးချင်းစီကိုအထူးဂရုစိုက်တော့တင်ကြားမှုပုံစံတို့ဖြင့်သင်ကလေးအတွက်အကောင်းဆုံးပညာရေးကိုပေးဆောင်နေပါတယ်သင်ခန်းစာများကိုလည်းလွယ်ကူနားလည်အောင်သင်ကြားပေးပြီးစာမေးပွဲအောင်မြင်မှုကိုသာမကဘဝကျွမ်းကျင်မှုကိုပါပေးဆောင်နေပါတယ်ရှင်Learn Easy Growth Smart ဆိုတဲ့မူဝါဒနဲ့ကျောင်းသားတိုင်းကိုယုံကြည်မှုရှိပြီးအောင်မြင်သောလူငယ်များဖြစ်လည်းပြုစုပြောထောင်ပေးနေပါတယ်ရှင်။အဲဒါကြောင့်မလို့ယနေ့ပဲစာရေးပေးသွင်းပြီးတော့သင်ကလေးရဲ့အနာဂတ်ကိုကျမတို့ Easy to Learn Public School နဲ့အတူစတင်လိုက်ပါနော်။2026-2029 ပညာသင်နှစ်အတွက် Pre-KG, KG မူလတန်းမှာ Grade 9 ထိယခုပဲလာရောက်စာရေးပေးသွင်းကြပါနော်။မေလ3ရက်5လ2026မှာဇွန်လ15ရက်6လ2026အတွင်းကျောင်းသားဟောင်းများနဲ့ကျောင်းသားသစ်များကိုအတန်းအပ်များလက်ခံပါမယ်ရှင်။အထူး promotion များအနေဖြင့်မော်ဒမာအရင်ချများဆိုရင်စာရေးစာတန်းကြီး10% discount ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပညာရေးလောကမှာနာမည်ပြည့်မရှိရည်တည်နိုင်ခဲ့တဲ့ကျောင်းလည်းဖြစ်ပါတယ်ရှင်။လူဦးရေထူးကန့်ထားတာဖြစ်တဲ့အတွက်ပြပြများအနေဖြင့်အမြန်ဆုံးလာရောက်ကျောင်းများကိုအနှံကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ Easy to Learn Public School ဆိုရင်တော့ပညာရေးလောကမှာတွေ့ကြုံစနေရှိတော့ဒီဆရာကြီးကိုယ်တိုင်ကဦးဆောင်ပြီးတော့ဖွင့်လှစ်ပေးတော့ပါဖြစ်ပါတယ်ရှင်။ကျွမ်းကျင်ပြီးအတွေ့အကြုံရှိတော့ဆရာဆရာမများသင်ခန်းစာကလည်းခဏအနည်းသင်ကြားပေးတော့မှာဖြစ်ပါတယ်ရှင်။ဒါအပြင်အစိုးရသင်ရိုးအနေဖြင့်ကွန်ပျူတာအမိတ်ဆိုင်ရာများကိုလည်းထပ်ဆောင်အနေနဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ရှင်။ကလေးတွေရဲ့လိုအပ်ချက်အရအချိန်ပိုတည်တံ့ရများကိုလည်းခေါ်ဆောင်ပေးတော့မှာဖြစ်ပါတယ်ရှင်။ Easy to Learn Private School မှာဆိုရင်တော့ကျောင်းကျော်ကျောင်းမိုးကျောင်းကားများကိုလည်းထားရှိပေးတော့မှာဖြစ်ပါတယ်ရှင်။နေ့လည်စာမပို့ပေးနိုင်တော့ဖေဖေမေမေတို့တက်လည်းကျောင်းမှာကလေးများနေ့လည်စာသုံးဆောင်ဖို့အတွက်စီစဉ်သွားပေးမှာဖြစ်ပါတယ်ရှင်။ဒါအပြင်ကျမတို့ရဲ့ကျောင်းဟာဆိုရင်ကျောင်းဝင်ခြင်းမရှိပါဘူးရှင်။ Easy to Learn Private School မှာဆိုရင်တော့ယခုခေတ်ကာလအခြေအနေအရတသမမီတို့ရဲ့ကျောင်းလာခတွေကိုလည်းအသက်နဲ့နှုံထားဖြင့်လက်ခံပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါအပြင်ညစာချက်ဝိုင်းကိုလည်းပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ညစာချက်ဝိုင်းလေးကတော့ညနေ6နာရီကနေ8နာရီတွင်စီစဉ်ပေးထားပါတယ်ရှင်။မင်္ဂလာပါရှင်မိဘနာနေဖြင့်တင့်ကလေးရဲ့ပညာရေးပထမဆုံးခြေလှမ်းကိုယုံကြည်စိတ်ချစွာစတင်ချင်ပါတလားရှင် Easy to Learn Public School Pre-KG and KG မှာတော့ကလေးငယ်များအတွက်ထူးတင်လျော်တော့ပျော်ရွှင်ဖွယ်တည်ရင်မှုပတ်ဝန်းကျင်ကောင်းများဖန်တီးပေးထားပါတယ်ရှင်ကစားရေးတင်ယူလို့ရတော့ activity based learning အသေးခေါ်ဖွံ့ဖြိုးစိတ်မီ creative activity များကိုစတင်လေ့ကျင့်ပေးခြင်းချစ်ခင်စင်တာတော့ဆရာဆရာမများရဲ့ဂရုစိုက်မှုတို့ဖြင့်ပျော်ရွှင်ဖွယ်လေးလာနိုင်ပြီးယုံကြည်မှုရှိသောကလေးတို့ဥစုပေးထောက်ပေးထားပါတယ်ရှင် Playland Group ဆိုတဲ့မူဝါဒနဲ့ကလေးတိုင်းကိုခြေခံကောင်းတဲ့အနာဂတ်စီတို့ Easy to Learn Public School မှာလမ်းပြပေးနေပါပြီရှင်မင်္ဂလာပါရှင်ကျမတို့ကျောင်းမှာတော့အတွေ့အကြုံရှိသောဆရာဆရာမများဖြင့်ကလေးငယ်များကိုစာများကိုနားလည်တတ်မြောက်အောင်သင်ကြားမှုသောစနစ်မျိုးဖြင့်သင်ကြားပေးနေပါတယ်ရှင်ကလေးငယ်များကိုစစ်စားနိုင်စွမ်းဖန်တီးနိုင်စွမ်းများကိုတတ်မြောက်အောင်တော့သင်ကြားမှုမျိုးလည်းသင်ကြားပေးနေပါတယ်ရှင်ဘာသာရပ်တိုင်းများကိုလည်းကလေးငယ်များပြန်လည်ပြောဆိုတတ်ဖတ်တတ်ရေးတတ်အောင်လည်းသင်ကြားပေးနေပါတယ်ရှင်ကလေးများရဲ့စိတ်သက်စည်းကမ်းပညာအစာရတာများတိုးတက်အောင်အတွက်လည်းပြုစုပြောထောင်ပေးနေပါတယ်ရှင်ဆရာဆရာမများကလည်းတင်းကလေးများယုံကြည်မှုရှိပြီးပညာတတ်ပြီးဖြစ်သွားအောင်အတွက်ကျောင်းသားတဦးချင်းစီကိုပြုစုပြောထောင်ပေးနေပါတယ်ရှင်大家好，欢迎来到 Easy to Learn。在这里，无论是小朋友还是成年人，都可以找到适合自己的中文课程。学习中文其实还早忙，我们用轻松有趣的方式，让你们快乐的学习中文。无论是日常口语还是 HSK 考试，我们都有专业的老师和课程。别再犹豫了，现在就加入我们，一起开启你的中文学习之旅吧。Easy to Learn，让学习变得更有趣。谢谢大家。Hello everyone, welcome to our Easy to Learn English Learning Center. We are excited to introduce our English programs for all ages and levels. မင်္ဂလာပါရှင်ကျမတို့ Easy to Learn Center ကနေကြိုဆိုလိုက်ပါတယ်ရှင် Easy to Learn Center မှာအသက်အရွယ်လိုက်အတန်းလိုက်အတန်းများကိုကြေညာပေးရမှာဖြစ်ပါတယ်ရှင် We offer both daily classes and Saturday Sunday classes so students can choose a schedule that is convenient for them. Our registration will start on May 1 so don't miss the chance to join us. The daily classes will officially begin on June 1. ကျမတို့တင်တန်းလေးမှာတော့နေ့စဉ်တင်တန်းနဲ့စနေတနင်္ဂနွေတင်တန်းဆိုပြီးတော့နှစ်ခုဖွင့်ရှိထားမှာဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူတွေကကိုယ်အဆင်ပြေရအချိန်ကြားအတိုင်းကိုလာရောက်ပြီးတော့တက်ယူနိုင်မှာဖြစ်ပါတယ်ရှင်။မေလပိုင်း1ရက်နေ့ကနေတော့စတင်ပြီးတော့ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်ရှင်။အဆင်ပြေတဲ့ချိန်မှာလာရောက်ပြီးတော့အနံ့နိုင်ပါတယ်ရှင်။နေ့စဉ်တင်တန်းတွေကိုတော့6လပိုင်း1ရက်နေ့မှာစတင်ပြီးဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင်။နေ့စဉ်တင်တန်းတွေကိုတော့6လပိုင်း1ရက်နေ့မှာစတင်ပြီးတက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်။ Why should you choose our center? Because we have friendly and experienced teachers, fun and interactive lessons, step-by-step learning system, real improvement in confidence and communication. We believe every student can succeed, and we are here to support your learning journey.
ဘာကြောင့်ကျမတို့ရဲ့တင်နန်းလေးကိုရွေးချယ်တင်တယ်လဲဆိုရင်တော့ဆရာဆရာမများကတကယ်ကိုအတွေ့အကြုံရှိပြီးတော့သဘောကောင်းတဲ့ဆရာဆရာမများတင်ကြားပေးနေတာဖြစ်ပါတယ်ရှင်။သင်ခန်းစာတွေကလည်းပျော်စရာကောင်းပြီးတော့အပြန်အလှန်ပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။အစဉ်လိုက်တင်ယူမှုစနစ်တွေလည်းရှိပြီးတော့ယုံကြည်မှုနဲ့ပြောဆိုနိုင်မှုကိုတကယ်တိုးတက်စေနိုင်မှာကြောင့်ဖြစ်ပါတယ်ရှင်။ကျမတို့ကကျောင်းသားတိုင်းအောင်မြင်နိုင်မယ်လို့ယုံကြည်ပြီးတော့တင်ရဲ့တင်ယူလေးလမ်းခီးမှာအများအားထောက်ပံ့ပေးနေမှာပဲဖြစ်ပါတယ်။ ယနေ့ပဲစက်ရေးပေးသွင်းပြီးတင်ကလေးရဲ့အနာဂတ်ကို Easy to Learn Private School နဲ့အတူစတင်လိုက်ပါ